的可惜呀，该呀对，吃的了吗？没等定哎，明天是。ဘာကြီးလို့ နမတော်ကမနိဆန္ဒလေးမောင်တော်တို့ကိုစောင့်နေတာအရင်ဟိုကြားခဲ့ပြီမောင်တော်တို့ကလည်းဒီပြန်သူတွေကိုတိုက်ပွဲတောင်းဝင်တာကြားလိုက်တော့ဓမ္မတော်မှာဆောင်းတော်လက်ပြင်းတွေကိုရှင်းလို့ ဘာတွေပြောနေမှမသိဘူးဒီမှာကျွဲဖမ်းရတာရှုံးပါလို့ဆိုပါခမရလေ ကျွေးဖမ်းလာတာဆိုတော့တီးပြီးမောင်တော်တို့ကအနော်ရထားတွေပေါ့ ဟာရှုံးကုန်ပြီးရောက်ရင်လုံးဝငါသိနေပြီပါလေကွာ ဘယ်ကတော့ရထားမှာ ဟာသိနေတယ်မှာကျွဲဖမ်းတာညစ်နေမှာ ကျွေးဖမ်းတယ်ဆိုအနော်ရထားလေရာဇဝင်တော့အနော်တော့ကျွေးတော့ဖမ်းတာ တော်ပြီသွားကြဆိုလဲ မဟုတ်ဘူးလေကျွေးဖမ်းတာဘာလေပြောပြအောင်မောင်လေး ဩမသိလို့နေတယ်မှာ ပြောပြလို့ပါပြောပြငါမတော့သိချင်လို့ပါဓမ္မတော့မောင်ကိုစောင့်နေတာအနော်ရထားမဟုတ်ပြောပြ ဂိမ်းဆိုတာရှုံးနေနော်တိတ် ညင် အော် ညင်နေ မလီအဲ့ဒါညမောင်တို့တော့ဘာမှမပူနဲ့နမတော့မဆာလိုက်မယ် ဘယ်သမောင် ကျွေးမဖမ်းနဲ့မောင်တို့ရဲ့သေကြတဲ့အပူထုအပိပဲ အေးဟုတ်တယ်အားရမလို့ပဲ အားစရာမလုံးနဲ့ငါတို့မှဒီတိုင်းတော့ရှိတာမဟုတ်ဘူးမွဲလေးပါထပ်ပေါ်နေတာ